တတိပြုပါအိုမိတ်ဆွေဒီမှာမိတ်ဆွေကိုသိအထင်မကြီးနဲ့ကိုရှာထားတဲ့ဥစ္စာတန်တရာမပါဘူးကိုရထားတဲ့ယာတုတန်တရာမှာမထူးဘူးကိုတက်ထားတဲ့ပညာတန်တရာမှာဗလာပဲကုသိုလ်ရှိမှတန်တရာအထိပါမှာကုသိုလ်ပါမှတန်တရာမှာမနာမှာလောကသားတွေရဲ့လောကအရှိတရားတွေဆိုတာဒီဘဝအတွက်ပဲဒါတော့အမြဲမဟုတ်ဘူးနော်တရင်ကပဲအချိန်မရွေးပျောက်ပြတ်သွားနိုင်တယ်လောကပညာရဲ့လည်းတဘဝပဲယာတုပါဝါလည်းတခဏပဲစီးစဉ်ဥစ္စာလည်းအခိုက်အတန့်ပဲဒါတွေတအားရှိနေလို့လည်းသိပ်ပြီးမောက်မာနေဖို့မလိုဘူးခဏအရှိအပေါ်မှာဓမ္မအတိချောရင်ဘဝအတိမပြောနိုင်ဘူးတချို့ကတရင်ကအရှိတရားတွေအပေါ်မှာအတိတရားတွေချော်ပြီးငွေရှိတဲ့သူကလည်းငွေကြောင့်မောက်မာတယ်ယာတုအာနာရှိတဲ့သူကလည်းယာတုအာနာကြောင့်မောက်မာတယ်ဂုဏ်ရှိတဲ့သူကလည်းဂုဏ်ကြောင့်မောက်မာတယ်လောကအရှိတရားဆိုတာဘလောက်ပဲရှိဒီဘဝအတွက်ပဲအသုံးတည့်တာနော်ဒါတောင်မှအချိန်မရွေးပျက်စီးတာတွေရှိတတ်တော့ဒီဘဝမှာတော့မသိကြဘူးလေအဓိကကုသိုလ်ရှိမှကုသိုလ်ပါမှရမှာဒီဘဝအရှိတရားကိုအသုံးချပြီးတန်တရာကုသိုလ်အဖြစ်ထုတ်ယူသွားရမှာပဲလောကပညာကယူသွားလို့မရဘူးပညာဒါနကုသိုလ်ကပဲယူသွားလို့ရတယ်လောကယာတုဌာနန္တရတွေကယူသွားလို့မရဘူးယာတုရှိခိုက်အများအကျိုးဆောင်ရွက်နိုင်မှုကပဲယူသွားလို့ရတယ်ပိုင်ဆိုင်ထားတဲ့စီးစိမ်ဥစ္စာတွေကယူသွားလို့မရဘူးစီးစိမ်ဥစ္စာကိုအရင်ပြုပြီးဒါနအလုပ်အနှစ်ထုတ်ခြင်းကပဲယူသွားလို့ရတယ်ဒါကြောင့်ဘလောက်ပဲရှိဘလောက်ပဲမြင့်ဘလောက်ပဲကြောကုသိုလ်အဖို့မပါရင်အလုံးကတခဏဒီဘဝအတွက်ပဲဖြစ်တယ်ဆိုတာတော့မမေ့ပါနဲ့ပညာရှာရင်ကုသိုလ်ရှာပါဥစ္စာရှာရင်ကုသိုလ်ရှာပါတရားတော့မကွာပါစေနဲ့